ဒီလိုနေ့တွေဟာဘန်ဘန်လေးအတွက်တော့အိမ်မဆိုးတွေပါပဲအသားရည်ကိုဂရုစိုက်တတ်တဲ့ဘန်ဘန်လေးမှာဝက်ချံတွေအများကြီးပေါက်နေလေရဲ့ကွယ်ဘန်ဘန်လေးဝက်ချံပေါက်တဲ့ဆိုချက်ချင်းရရှိလာတာကတော့ယူယူလေးပေါ့ယူယူလေးကဘန်ဘန်လေးတောင်းတဲ့ပစ္စည်းတွေကိုလာစစ်ဆေးပါတဲ့ဒီလိုစစ်ဆေးလိုက်တော့ဘန်ဘန်လေးတောင်းတဲ့ပစ္စည်းတွေကအတုတွေဖြစ်နေပါလေရောကွယ်ဒါကြောင့်ယူယူလေးကဘန်ဘန်လေးကိုမန္တလေးမြို့ရဲ့မှန်တောင်းမှန်အလှကုန်လက်သားလို့နာမည်ကြီးတဲ့ဟိုးဖိုအေး cosmetic ဆိုင်ကြီးစီခေါ်သွားပါလေရောဥပိုအေးလှကုန်လက်ကားဆိုင်ကြီးကပစ္စည်းမှန်ဈေးမှန်ရေသွေးမှန်လို့ဘန်ဘန်တို့လိုအသားရည်ကိုဂရုစိုက်တဲ့သူတိုင်းကအားထားကြတာပေါ့ကွယ်ဒါကြောင့်တငယ်ချင်းတို့လည်းလိုအပ်တဲ့အလှကုန်ပစ္စည်းအစစ်မှန်တွေကိုဥပိုအေး cosmetic ဆိုင်ဝယ်တိုင်းမှာစိတ်တန်းကြဝယ်ယူရရှိနိုင်ပါပြီရှင်